င်းကရတဲ့သူရင်ဖူးရနဲ့ချောတမြိုင်ဖတော့ကြပါတယ်ဒီတော့ကျွန်မတောက်ချင်နေတာတယောက်တည်းအတွက်လောက်ရမယ်ဆိုရင်ပြီးလို့အဲ့ဒါနဲ့ကိုကြီးတို့ဒီမှာရတဲ့ထူးပူနေတဲ့တန်နေတောက်ကြမလားဆိုပြီးတော့ခေါ်ဆက်လိုက်တာပေါ့နော်အဲ့ဒါနဲ့ပဲသူတို့ကယူလေးယူပေးပါအောင်ဒါလေးယူပေးပါအောင်ခွက်လေးယူပေးပါအောင်နဲ့ကျွန်မကနည်းနည်းလေးအခုမြည်တောင်းလိုက်ပါတယ်ရှင်သူတို့ကချစ်ချင်လေးတောက်ချင်နေဆိုလို့ကျွန်မကတန်ညာဒီလေးလုံးကိုထည့်လိုက်ပါတယ်တော့တကြားစားထည့်လိုက်ပါတယ်ရှင်ပြီးတော့ကြားနဲ့စားယူတော့အောင်ကျွန်မကောက်မူလိုက်ပါတယ်ပြီးတော့ရေကအရှိမကယူနေတော့တန်ညာဒီထပ်ထည့်တယ်အရသာထပ်မြည်တယ်ကြားထပ်ထည့်တယ်စားထပ်ထည့်တယ်မြည်တယ်အရင်ကမှကောင်းပါတယ်ကျမလည်းအရန်ကိုမကောင်းတဲ့ဆိုတာအတီးပြလိုက်ပြီးလို့ရှင်သူတို့တယောက်တစ်ခွဲထပ်ပေးပါတယ်ရှင်၄ယောက်ရှိတော့၄ခွဲထပ်ပေးပါတယ်ရှင်ပြီးလို့ရှင်သူတို့ကဘလုံးပွဲအကြောင်းတွေပြောနေကြတယ်ပေါ့နော်သူတို့တင်းနေပြောနေတယ်ကျမတော့နားမလည်ပါဘူးရှင်ဒါနဲ့တောင်းမှကပ်ပြီးတော့တောင်းနေပါတယ်ပြီးလို့ရှင်ကျန်တာလေးကိုနည်းနည်းတက်ပြီးတောက်လိုက်ပါတယ်တလဲတက်ပါပဲရှင်ကျေးဇူးပါ